ခုကစားပြမှာကတော့ incline chest dumbbell press ကစားနည်းပဲဖြစ်ပါတယ် incline chest dumbbell press ကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုး incline bench တစ်ခုကိုယူလိုက်ရပါမယ် incline bench ကိုကျွန်တော်တို့30 degree ဝေးချင်မှာပဲ adjust လုပ်ပြီးတော့ကစားရပါမယ်အဲ့ဒါမှသာကျွန်တော်တို့ရဲ့ရှင်ဘတ်အပေါ်ပိုင်းကိုထိရောက်ပြီးတော့ပခုံးကိုများများမထိနေမှာပဲဖြစ်ပါတယ်ဒီလို adjust လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကိုကစားနိုင်တဲ့ dumbbell ကိုယူလိုက်မယ်ယူပြီးတော့ dumbbell ကိုဒူးအားနဲ့ရှင်ဘတ်အပေါ်ကိုတင်ရပါမယ်ဒူးအားနဲ့ရှင်ဘတ်အပေါ်ကိုတင်ပြီးရင် bench မှာလက်အိတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကရှင်ဘတ်ကစားမှဖြစ်တာကြောင့်ကြောကိုချစ်ပြီးတော့လက်မှာဆူထားလိုက်ရပါမယ်အဲ့ဒါမှသာရှင်ဘတ်ကကော့ပြီးတော့ကျွန်တော်တို့ကစားတဲ့အခါရှင်ဘတ်ကိုထိရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အလေးတွေက dumbbell နှလုံးကိုရှင်ဘတ်အပေါ်ရဲ့ပြီးမှပဲထားရပါမယ်အခုံးပေါ်ကိုမတက်ရပါဘူးရှင်ဘတ်အလယ်ကိုမတက်ရပါဘူးလက်ဖြင့်တွေကဖြောင်းနေရမယ်အလေးတော့ကရှင်ဘတ်အပေါ်ရဲ့ပြီးမှပဲရှိရပါမယ်ပြီးရင်ဒီအလေးတော့ကိုကျွန်တော်တို့ရဲ့မျက်နှာအပေါ်နာကိုစုတင်ပါမယ်လက်ကိုဆက်နေနေတယ်ပြီးရင်ပြန်ချမှာရှင်ဘတ်ပေါ်ဘေးကိုပဲပြန်ချအဲ့ဒီတိုင်းကစားရမှာဖြစ်ပါတယ်ကျွန်တော်တော့ဆောက်ဆန်းကစားပါတော့